ကိုယ့်ရဲ့မဆလာအတွေ့အကြုံပြောပြအောင်မယ်ဒီပေါ်မှာလေဗီဇာလျှောက်ဖို့တစ်လသွားနေရတယ်အဲ့တုန်းကမဆလာတီးကိုတအားဆွဲလန့်သွားတာဆွဲလန့်သွားပြီးမဆလာတီးကိုနေ့တိုင်းမနေ့နေ့ညတောက်တာလေအဲ့ဒါဘာဖြစ်သွားလဲဆိုတော့လေချွေးနာပြောင်းသွားတယ်ငါဒီနောက်ရဘူးပါတယ်ပေါ့ဘာနဲ့လဲပေါ့ဒီငါချွေးနာဘာနဲ့ဖြစ်သွားလဲဘယ်မလဲမဆလာချွေးနာဖြစ်သွားအဲ့နဲ့ဟဲ့ငါဘာလို့မဆလာချွေးနာထောက်လာတာလဲပေါ့ဒီမဆလာချွေးနာကိုငါမကြိုက်ဘူးဒါငါရဲ့ကိုယ်သင်းနဲ့မဟုတ်ဘူးဆိုပြီးတော့ဟဲ့တော်ရီငါမဆလာတီးကိုတောက်တာရက်မှရတော့မယ်အဲ့နဲ့အဲ့မဆလာတီးကအဲ့မိုင်းတစ်ခန့်ရက်ဒါတော့လေအဲ့ဒီမဆလာကိုကြိုက်လွန်းလို့တခါတလေတောက်ရင်တော့အဲ့လိုအနက်မထွက်တော့ပါဘူးဆိုပြီးတော့မှလက်ဖက်6လေးတွေဝဲလာသေးရဲ့အဲ့ဒါအခုတည်းရှိသေးတယ် inspire တော့ကုန်သွားပြီဒါမဲ့လေဘူးလေးလာလို့တိမ့်ထားတယ်ခုကြောက်ကငါမဆလာလေးပါတယ်ပဲဟင်းလေးချက်စားမယ်ပေါ့နော်အဲ့ဒီခုတစ်ခါချက်စားလိုက်တာတစ်ခါမှမချက်ဘူးဒါပထမအဦးဆုံးချက်ဘူးတာအရင်ကအောင်မြင်သွားတယ်ကျမတော်လားရှင်စားကြပါအောင်ရှင်ချက်ဥကြော်ရဲ့ငွေပြီးစားထောင်းရဲ့မဆလာနဲ့တင်းတင်းနဲ့ပဲချင်းပါရှင်ချွေနဲ့မပြောင်းပါစေနဲ့